အပြင်မှာတလားလုံးလုံးပျော်ပါလေလွတ်နေခဲ့ပြီးရာသီသွေးပေါ်ခိုင်းနေမှတဲ့မိမဖြစ်သူကအင်ကိုပြန်ဖို့တတိယလာပါတော့တယ်။အိမ်ထဲကိုခြေလှမ်းလိုက်တာနဲ့သူမကိုစီကျူနေတာကခင်မွန်းဖြစ်သူကိုယ်တိုင်လက်စွမ်းပြချက်ပြထားတဲ့ဟင်းပွဲအပြင်နဲ့စားပွဲဝိုင်းကြီးပါ။အဲ့ဒီအချိန်မှာတော့သူမရဲ့ရင်ထဲမှာနောင်တစိတ်လေးအနှဲငယ်ပေါ်လာမိပြီးဒီညမှာခင်မွန်းဖြစ်သူကိုအရင်ကထက်ပိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူမကအနာဂတ်တီချော့ဖို့ကြိုးစားလိုက်တဲ့အခါခင်မွန်းဖြစ်သူကကိုစောင်းပြီးရှောင်ဖယ်သွားပါတယ်။အဲ့ဒီခါမှာတဲ့သူမတခုခုထူးခြားနေပြီဆိုတာကိုသတိထားမိသွားတယ်။သူမကိုနှစ်ပေါင်းများစွာအလိုလိုက်ပြီးတဲတဲလို့ချီလာခဲ့တဲ့ခင်မွန်းကဘာလို့အခုလိုမျိုးပေါ်ပေါ်ထင်ထင်ကြီးညင်ပယ်နေရတာလဲ။သူမမသိရကသူမရဲ့မျက်ချီဦးစီကလာတဲ့လောင်ပြောင်းတဲ့စာတူတွေနဲ့ပုံတွေကြောင့်ခင်မွန်းဖြစ်သူဟာသူမရဲ့ဖောက်ပြန်မှုအမှန်တရားအလုံးကိုထိသွားခဲ့ပြီဆိုတာပါပဲ။ပြီးတော့သူဟာသူမကိုအပီးအပိုင်စွန့်ခွာဖို့လည်းပြင်ဆင်နေပါပြီ။တကယ်တော့ဒီအမျိုးသားဟာထိုက်တန်တတိကြီးမိသားစုရဲ့တဦးသေးသောအမွေခံမြေဖြစ်ပြီးလွန်ခဲ့တဲ့စင်နစ်ကသူ့အဖိုးနဲ့လူစုခွဲကလမ်းပြီးမှသူတောင်စားပွားနဲ့လီလွန်ခဲ့အသူပါအဲ့ဒီအချိန်ကကျင်နာတတ်တဲ့ဒီအမျိုးသမီးကသူ့ကိုတွေ့ပြီးအင်ကိုခေါ်ယူဆောင်ရှောက်ခဲ့ပါတယ်ကျေးဇူးဆက်တဲ့အနေနဲ့သူဟာသူ့ရဲ့နာမည်အရင်ကိုဖျောက်ပြီးသူမရဲ့ဘေးနားမှာဆယ်နှစ်လုံးလုံးအပင်ပန်းခံကကုမ္ပဏီသေးသေးလေးကနေစတော့ရှယ်ယာစီခွက်တစ်တီရောက်အောင်တိစောက်ပေးခဲ့တာပါသူတို့နှစ်ယောက်လက်ထပ်ခဲ့ကြပြီးသူကတော့ဒီအိမ်ထောင်ကြီးဟာထာဝရမြဲမယ်လို့ထင်ခဲ့ပေမဲ့ဒီနေ့မှာတော့သူမရဲ့ရင်ထဲမှာငယ်ချီဦးစီကပုံတွေနဲ့အမတ်တရားတွေကိုတင်စီထားတဲ့ဒေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့သူတို့ရဲ့အိမ်ထောင်ကြီးမှာနောက်လူတစ်ယောက်ရှိလာပြီဆိုတာသိလိုက်ရပါတော့တယ်။နှလုံးသားကွယ်အပ်သွားတဲ့သူဟာလွန်ခဲ့တဲ့ရက်တစ်ပတ်ကမှပြန်ဆောင်ထားတဲ့တကြီးကြီးအဘိုးစီဖုံးဆက်လိုက်တယ်။အဘိုးနောက်3ရက်နေရင်ကျွန်တော်တို့ကားအက်ဆီဒန့်တကိုဖန်တီးပေးပါကျွန်တော်ဒီဘွားကနေတေးဆုံးသွားသလိုမျိုးနဲ့ပျောက်ကွယ်သွားခြင်းတဲ့လို့ပြောလိုက်တယ်။ပြီးရင်တော့သူဟာကတိအတိုင်းမိသားစုလုပ်ငန်းတွေကိုပြန်လည်တာဝန်ယူမှာပါ။ဘာမှမသိရှာတဲ့ဂျနီးဖြစ်သူကတော့ခင်မွန်းဖြစ်သူစိတ်ကောက်နေတဲ့အထင်နဲ့နောက်နေ့နာမှာကျင်းပတဲ့ပရိဟိတပွဲကိုအတူတူတက်ဖို့ခေါ်သွားခဲ့တယ်။သူမကသူတို့ရဲ့အမတ်တရားတွေရှိတဲ့တက္ကသိုလ်တော်ကဝတ်စုံကိုဝတ်ပြီးသူ့စိတ်ကိုပြန်လဲဆွဲဆောင်ဖို့ကြိုးစားပေးမယ်။အဲ့ဒီအချိန်မှာပဲသူ့စီဖုံဝင်လာပါတယ်။သူ့ရဲ့ပြားရခဲ့သွားတဲ့မျက်နှာကိုကြည့်ပြီးဖုံးဆက်လိုက်တာကသူမရဲ့ငဲ့ချီဦးစီကဆိုတာချက်ချင်းသိလိုက်တယ်။ခင်မွန်းဖြစ်သူဟာကုမ္ပဏီမှာအရေးကြီးတာရှိလို့ဆိုပြီးလင်းညာကထန်ထွားခဲ့ပြီးမြဲကားထဲရောက်တော့ဟိုလိုပို့ထားတဲ့ရွှန်းစရာကောင်းတဲ့ပုံတွေကိုမြင်လိုက်ရပြန်တယ်။သူမအပေါ်ထားရှိခဲ့တဲ့နောက်ဆုံးချစ်ချင်းမိသားတွေဟာအဲ့ဒီအချိန်မှာပဲအကုန်ပြချသွားခဲ့ပါပြီ။နောက်နေ့မှာသူဟာအလို့ထွက်စာတင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလက်ထောက်ကအပြေးလွှာရောက်လာပြီးကုမ္ပဏီရဲ့ကွန်ပျူတာကွယ်မှာသူမရှိလို့မဖြစ်ဘူးဆိုပြီးလာခေါ်ပါတယ်။သူဟာ10နှစ်လုံးလုံးအပင်ပန်းခံပြီးကမ္ဘာအဆင့်မီ AI နည်းပညာတွေကိုတီးတွင်ခဲ့လို့သာဒီကုမ္ပဏီဟာနိုင်ငံရဲ့ထိပ်တန်းစင်တဲ့ရောက်လာခဲ့တာပါ။သူဟာစုရမယ်လို့မျှော်လင့်ထားပေမဲ့ဇနီးဖြစ်သူကအစင်ပေါ်မှာကြီးညာလိုက်တာကစုရရှိသူဟာငယ်ချစ်ဦးဖြစ်နေတာပါ။ငယ်ချစ်ဦးဖြစ်သူကနီးပညာစာရွက်စတန်တွေကိုထောက်ပြပြီးသူဟာဘာလို့လိန်ညာတဲ့အခါခင်ပွန်းဖြစ်သူဟာအံ့ဩတုန်လှုပ်သွားရတယ်။အဲ့ဒီဖိုင်ကိုသူဟာဇနီးဖြစ်သူတယောက်တည်းကိုပဲယုံကြည်ပြီးပေးခဲ့တာပါ။အခုတော့သူမဟာသူမရဲ့ချစ်သူကိုမျက်နှာသားပေးဖို့အတွက်သူ့ရဲ့စ조사မှုတွေကိုလူယူပေးလိုက်ပြီးလူတိုင်းကသူ့ကိုထိုးကိုဝိုင်းဆဲကြတဲ့အခါဇနီးဖြစ်သူကိုကြည့်ပြီးမင်းငါအတွက်တိခါလေးအဆက်တောင်မချမ်းပေးခဲ့ဘူးပဲလို့သူရင်နာနာနဲ့စိတ်ထဲမှာပြောလိုက်မိတယ်။နောက်ပိုင်းမှာသူမကဒါကြီးဟာကုမ္ပဏီအတွက်ဘာလို့လေးတန်းပြောနေတောင်းပန်ပြီးညဘက်ကြောင်းလေးဘက်သူငယ်ချင်းတွေနဲ့ဆုံဖို့ဖိတ်ခေါ်ပြန်တယ်။သူကနောက်ဆုံးအနေနဲ့နှုတ်ဆက်ဖို့တွားခဲ့ပေမဲ့အဲ့ဒီမှာသူမရဲ့ငယ်ချစ်ဦးကိုထပ်တွေ့ရပြီးသူ့ကိုလည်းခိုးချတဲ့တောင်းလို့ထပ်ပြီးအစောကခံရပြန်တယ်။တငယ်ချင်းတွေကသူ့ကိုတန်းကြီးအဖြစ်အရက်တော့ဖို့အတင်အကျလုပ်ကြတယ်။တဲခန့်နိုင်စွမ်းကိုဆုံးသွားတဲ့သူဟာအရက်ကိုတကြိုက်ထဲတောက်ချလိုက်ပြီးအပြင်းကိုရိုင်တိုင်တိုင်နဲ့ထွက်လာခဲ့တယ်။အိမ်ရောက်တဲ့အခါဖုန်းထဲမှာဗီဒီယိုတစ်ခုတက်လာတယ်။အဲ့ဒါကတော့ဇနီးဖြစ်သူကငယ်ချစ်ဦးရဲ့ရင်ခွင်ထဲမှာရောက်နေကငါသူ့ကိုတခါမှမချစ်ခဲ့ဘူး။သူကအိမ်အလုပ်လုပ်တယ်လို့တယောက်ပဲဒီဆက်မလုံးငါရင်ထဲမှာတခြားတယောက်ပဲရှိတာလို့ပြောနေတာပါဒါကိုကြားလိုက်ရတဲ့အခါသူ့စိတ်တွေဟာအေးဆက်တင်းငင်သွားတယ်ငါအဖိုးတို့စီပြန်ရောက်တာနဲ့သူတို့ရဲ့မကောင်းမှုတိတ်ခါတွေကိုရှာပြီးကုမ္ပဏီကိုပေးထားတဲ့ယင်းနှီးမြှုပ်မှုအလုံးကိုချက်ချင်းဖြတ်တောင်းလိုက်တော့လို့သူအမိန့်ပေးလိုက်တဲ့ကိုအိမ်ကိုပြန်ရောက်လာတဲ့ဇနီးဖြစ်သူချသွားပြီးရှင်ဘာပြောလိုက်တာလဲရှင်ရဲ့ဘုံကအစ်အမှန်ကဘယ်သူလဲလို့တုံ့လို့စွာမေးလိုက်ပါတော့တယ်